Ubisoft နဲ့ဖန်တီးထားတဲ့ Assassin's Creed Valhalla ဟာ2020ခုနှစ်မှာထွက်ရှိလာတဲ့ Action Role Playing တစ်ခုဖြစ်ပြီးတော့မှ Assassin's Creed Series ရဲ့အပိုင်းတစ်ခုပါ။ Game ရဲ့ကစားသမားကတော့ Fight Game စစ်တဲ့တော်တယောက်ဖြစ်ကစားမှာဖြစ်ပြီးတော့မှ Eva ဟာ နော်ဝေးမှာမွေးခဲ့ပြီးတော့မှသူ့ရဲ့လူမျိုး Fight Game များနဲ့အတူအနာဂတ်နေရာတက်ချဖို့အင်္ဂလန်ကိုတွားရောက်အခြေချကျူးကျော်တဲ့ပုံစံမျိုးဖြစ်ပါတယ်။အင်္ဂလန်ကိုရောက်တဲ့အခါ Fight Game များနဲ့အင်္ဂလိုစာကွန်းနိုင်ငံတွေကြားစစ်ပွဲအာဏာလုပွဲတွေကြားတဲ့Eva ဟာသူ့လူမျိုးကိုကာကွယ်ပြီးတော့နာမည်ချဲ့ထွင်ဖို့ကြိုးစားမှာဖြစ်ပါတယ်။ဒီအချိန်မှာ Assassin Titan On နဲ့ Templar အဖွဲ့တွေတို့ကြားရှေးအောင်ပြိပခါရနဲ့ဆက်တွယ်လာခဲ့ရဖြစ်ပါတယ်။ ဂိမ်းကတော့ Fight Game နဲ့နာမည်တိုးချဲ့မှုရွာတိချောင်းမှုစနစ်နဲ့ Great အများဖုံးကြောင်းများကိုတိုက်ခိုက်ခြင်းNot Metallurgy အစရှိရာတော့ပါဝင်တာဖြစ်ပါတယ်။